ဟုတ်ကဲ့ဒါကတော့ရန်ကုန် Thai City ကျော်လွင်မော်မှာလုပ်တဲ့ Designer for ရဲ့ LED project လေးပဲဖြစ်ပါတယ်။ဒါကတော့ဒီနေ့ရဲ့ outfit check လေးပေါ့နော်။35 CB Thai City ရောက်သွားတဲ့အချိန်မှာဟိုကြီးဒီကြီးနဲ့တန်တန်ဟုတ်ကဲ့ဒါကတော့ဘာဗီယိုငန်းရဲ့ Sunday လေးပဲဖြစ်ပါတယ်။ဒါရီကိုလမ်းတော့စားဖို့ရေးတောက်ဖို့တော့မေးနေရတယ်ကျမတို့တီးပါပြီ။ဟောတာကတော့အတူပါလာတဲ့အမချုံချုံလေးက